ကြာတာပရိဒါရမီများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်တော့မြတ်တာပြင်ဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့် view ကတော့21ရက်6လ2026ကနေ29ရက်6လ2026တပတ်တာကာလတော့တွင်ကြာတာပရိဒါရမီများချုပ်ရမယ့်ကံကြမ္မာနေထားများကိုပြောပြပေးမယ့် view ဖြစ်ပါတယ်ဒီတပတ်တာမှာကြာတာပရိဒါရမီများအနေနဲ့ကကျတော့ဘယ်သူဘာပဲပြောလှုပ်ချင်အောင်လုပ်တတ်တယ်ဒီဆိုထိုးဆန်တဲ့စိတ်တွေများနေမယ်ပြန်မပြောနားမထောင်ပဲနဲ့သူများပြောလာတဲ့ကိစ္စတွေသူများမလုပ်နဲ့လို့ပြောတဲ့ဒါမြစ်ထားတဲ့ကိစ္စတွေအဲ့ဒါတွေကိုလည်းပဲကိုကလှုပ်ချင်တဲ့စိတ်ကြီးများနေတတ်ပါတယ်အဲ့တော့ဒီလိုစိတ်မျိုးတွေကိုကိုကနည်းချင်းထိန်းချုပ်ဖို့တော့လိုပါလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့ဘဝမှာဘာလို့ထိခိုက်နစ်နာမှုရှိနိုင်တယ်လဲဒါကပဲအမြဲစီလိုက်ရှာပြီးတော့မှလုံနေမိတဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲ့တော့ဘယ်လိုဘာပြောချင်အောင်ပြောနော်ကိုကလည်းလှုပ်ချင်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးကိုတတ်နိုင်တော့ထိန်းချုပ်ရမယ်ကာလမျိုးတွေဖြစ်ပါတယ်ဆုံးဖြတ်ချက်မခိုင်မာတာတွေခံယူချက်တွေလွဲမှားတာတွေနောက်တစ်ခုကျတော့မတင်မကျဖြစ်တာတွေကိုဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိတဲ့ခံစားချက်တွေဒီလိုအကြောင်းအရာတွေများနေမဲ့ကာလလည်းပဲဖြစ်တတ်ပါတယ်။ဒါမှမဟုတ်တော့ကိုကလုံနေနေတဲ့အမှားယွင်းလေးတွေလည်းဒါမကြာခဏဂျုံတွေ့ရတတ်တဲ့ကာလမျိုးတွေဖြစ်တတ်ပါတယ်။ဘဝအနေထားမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့မတိချာမရာမှုတွေကစင်ကြရဖြစ်မှုတွေကိုယ့်ရဲ့ဘဝမှာစီစဉ်တဲ့အတိုင်းဖြစ်မလာတာတွေစီစဉ်တာတစ်မျိုးတကယ်ဖြစ်လာတာတစ်မျိုးအဲ့လိုပုံစံမျိုးတွေလည်းဒါပြောကြုံရတတ်တယ်အဲ့တော့ကိုယ့်ရဲ့ဒီဘဝကြီးရမှာဖြစ်ပေါ်လာတဲ့ဒီအခက်အခဲတွေနောက်ဆက်တွေရဆိုလို့ရှိရင်ဒါမထင်မဲ့နဲ့ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့လိုမျိုးဒီကြုံတွေ့လာတဲ့အခက်အခဲတွေနောက်ဆက်တွေရဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝလမ်းကြောင်းကိုတော့မှရင်းရင်တွားစေနိုင်တဲ့အထိအားပြင်းနေမယ်ပေါ့နော်အဲ့တော့ဒီလောက်ထိအားပြင်းနေတာဆိုတော့ဖြည့်ဆည်းမရှိတော့ဘူးလားဒီလိုမျိုးမေးဆရာရှိတယ်အဲ့တော့ကိုယ်အနေနဲ့ဒီကလာမှာအဲ့လိုအခက်အခဲတွေချက်တွေကြုံရတဲ့အခါမှာဆိုရှင်ဒီဥစ္စာကိုရအောင်ဖြည့်ရှင်းမယ်အဲ့လိုမျိုးစိတ်ပေါ့နော်ဒါပရချက်ဒီလိုချက်ကကျတော့ဒီလိုမျိုးအခက်အခဲတွေကြားထဲမှာကိုကစူးစမ်းရုန်းကန်နေနေပဲတဖြည်းဖြည်းချင်းအဖြေကိုရှာတွေ့လာမယ်ကိုသွားနေလမ်းကြောင်းအမှန်ကိုရောက်ရှိလာလိမ့်မယ်ဆိုတော့ဒုတိယချက်ကမျှော်လင့်ချက်ပေါ့နော်အဲ့မျှော်လင့်ချက်ကိုလက်ကင်ထားမယ်အနေထားမျိုးဖြစ်ပါတယ်အဲ့တော့ဘလို့အခြေအနေပဲရောက်ငါတော့ဒီလိုဒါခဏတာခက်ခဲတာပြီးလို့ရှိရင်ဒီအချက်တည်းကနေငါရုံထွက်နိုင်နေမယ်ဆိုတော့ဒီမျောလင်းချက်တစ်ခုပေါ့နော်အဲ့လိုလေးတစ်ခုတော့စုပ်ကင်ထားဖို့တော့လိုလိမ့်မယ်အခုဒီကာလမှာကြုံတွေ့နေရတဲ့ဒီအခက်အခဲပြဿနာတွေဘောင်တွေကနေပြီးကြော်ထွက်နိုင်ဖို့အတွက်ကိုကြော်ပြီးမှတွေးတက်ရမယ်ကြော်ပြီးတွေးမှပဲဒီကာလမှာကိုယ့်ရဲ့စိတ်ကအမြဲတမ်းစိတ်ဖိစီးမှုတွေစိတ်မွန်းကျက်မှုတွေကနေကင်းဝေးမှဖြစ်တယ်ပေါ့နော်အဲ့ပြဿနာတွေအပြင်ကိုကြော်ပြီးမှမတွေးနိုင်ခဲ့ဘူးဆိုလို့ရှိရင်တော့ကိုကအဲ့ဒီမှာတည်းပဲနစ်မွန်းသွားတတ်ပါတယ်အဲကြောင့်မလို့ကိုယ့်အနေထားနဲ့ကိုယ့်ရဲ့အနေနဲ့ကအဲ့အခက်အခဲကြားထဲမှာပဲအများနဲ့ပိတ်မိနေဖို့မသင့်ပါဘူးပြဿနာတွေကြုံတွေ့ရတယ်ဘယ်လိုနည်းနဲ့ဖြေရှင်းလို့ရမလဲကိုဘာသာကိုပဲလမ်းကိုဖောက်ကိုလမ်းကိုရှောင်းမယ်ဒါမျိုးဖြစ်တယ်ဒီကာလတော်တွင်းမှာတော့အကူအညီတွေပါတောင်းမယ်ဆိုရှင်လည်းရောက်တဲ့နဲပါတာမျိုးတွေပါတော့တွေ့ရတတ်ပါတယ်အဲ့တော့လူတွေမှာဆိုလို့ရှိရင်တော့လူတွေကကိုယ့်ကိုအမြဲတစေဒါကတော့လူမှုပေါင်းသင်းဆက်ဆံရေးပေါ့နော်လူမှုပေါင်းသင်းဆက်ဆံရေးအနေနဲ့ကြည့်မယ်ဆိုရှင်လူတွေကအမြဲတမ်းကိုယ့်ကိုအဆိုးတွေပဲမြင်လေရှိတတ်ကြတယ်ကိုလုတ်ခဲ့တာကအမှားကတစ်ခုကောင်းတာက5ခုအဲ့ဆိုရှင်လည်းဒီပိတ်ကားချက်အဖြူရောင်ပိတ်ကားချက်ပေါ်ကနှင်းဆက်တစ်ဆက်လေးကိုပဲအဲ့နှင်းဆက်လေးကိုပဲသူတွေ့ကြတယ်ဘေးကအဖြူတွေသူတို့မတွေ့ကြဘူးအဲ့လိုပုံစံမျိုးတွေဖြစ်တယ်အဲ့လိုမျိုးလေးတွေမြင်တဲ့ခါမှာအရင်တော့သူကငါ့ကိုဘယ်လိုပြောသွားတာဘယ်လိုငါ့ကိုဘယ်လိုဆက်ဆံသွားတာငါနဲ့စကားပြောနေရင်ငါပေါ်မှာဘယ်လိုလေးတန်းမှာသွားတာအဲ့လိုမျိုးတွေပဲသူတို့မြင်တတ်လေးရှိတယ်ကြာကိုကသူတို့ပေါ်မှာ10ခါ15ခါလောက်ကောင်းပြီးခဲ့တယ်သူမမြင်ဘူးနော်အဲ့လိုမျိုးလေးတွေရှိတတ်တယ်ဆိုတော့ဘယ်လိုဖြစ်တော့ဒါကိုဒီကာလတော်တွေမှာအတင်းမျိုးရှောက်လန်းမယ်နေထားမျိုးဖြစ်ပါတယ်ကိုယ့်ရဲ့စိတ်ထဲမှာဘယ်တော့ပဲခက်ခဲကြုံနေရတယ်တွေဖြစ်နေစေဒီစိတ်ကဒီမျောလင်းချက်တကူတွားပြီးဖန်ဆုံမိတာမျိုးတွေဖြစ်တတ်တယ်အဲ့မျောလင်းချက်ကိုလည်းဒါလက်မလွတ်လိုက်ပါနဲ့ဒီမျောလင်းချက်ကနေတစ်စင်ကိုဟာ86လမ်းနေနေပဲကိုတွားရင်လမ်းကြောင်းလေးတကူကိုတွေ့ရပါလိမ့်မယ်ဘယ်လိုကိစ္စမျိုးပဲလုပ်ဒီအမြဲတမ်းဒီခုနကပြောတဲ့ကစင်ကလေးဖြစ်မှုတွေဖျို့ဖျဲဖြစ်မှုတွေဒါတွေအမြဲတမ်းတွေးကြုံနေရတဲ့အနေအထားမျိုးဖြစ်တယ်အဲ့တော့အဲ့လိုမျိုးအခက်အခဲတွေကြားကြကို86လမ်းနဲ့ကံကြမ္မာမျိုးကိုအခုကာလတော်တွေမှာကြုံတွေ့နေရတာမျိုးဖြစ်တယ်ဘာလို့ပဲလို့အခက်အခဲနောက်ဆက်တွေချင်းဆုံးတွေ့ကြုံနေရတယ်အခက်အခဲကိုတော့ဖြတ်ကျော်ပြီးတော့မှပဲကိုယ့်ရဲ့ဘာပြောလဲအစဉ်ပြေချင်းကံကောင်းချင်း
ဒီမျိုးလမ်းကြောင်းကိုရောက်ရှိလာမှာဖြစ်တယ်ဒါကြောင့်မို့ခက်ခဲနောက်ဆက်သားစီးတွေနဲ့တွေ့ရခါမှာဆိုလို့ရှိရင်တော့ဆိုရင်ထိတ်လန့်မှုတွေမပြင်းထန်ဖို့ဒီကနေပြီးမှသိပြီးလို့ပါတယ်အဲ့တော့ချစ်ရေးမှာတယောက်နဲ့တယောက်နဲ့သဘောထားကွဲလွဲမှုတွေရှိနေမယ်ကိုကဖြစ်ချင်တာတစ်မျိုးကိုယ့်ရဲ့ချစ်သူကဖြစ်ချင်တာတစ်မျိုးမတူညီတာမျိုးတွေရှိတတ်တယ်ဇာနာသဘောထားတွေလည်းမတိုက်ဆိုင်မှုတွေများတတ်တယ်ပေါ့နော်အဲ့တော့ဒီခါမှာကျတော့လေတချို့တော့ချစ်ရေးတွေမှာတတိထားမှာကသူကတတ်ပါတီဝင်လာတာမျိုးမဟုတ်ဘူးကိုယ်တိုင်းကတတ်ပါတီကိုစိတ်ဝင်စားမိတဲ့ချစ်ရေးတွေမှာဆိုရှင်ရှုပ်ထွေးတွေနည်းနည်းဖြစ်ပေါ်တတ်တယ်အဲ့တော့ဒီကာလမှာတော့ဒါလေးတော့တတိထားပါလိမ့်မယ်အဲ့တော့ပုံမှန်တိုင်းတတ်ပါတီကဝင်လာကိန်းရှိတယ်ဆိုကျွန်တော်ကောက်ကိုကကွယ်လို့ရတယ်အခုကကျတော့အကူတိုင်းပဲကောက်ကိုပြန်ပြီးထိန်းချုပ်ရမယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအခြေရေးမှာဆိုလို့ရှိရင်တော့ဘိုင်မှာကိုလက်ရှိတွဲနေတဲ့သူအဲ့ဒီသူတယောက်အပြင်ကိုနောက်ထပ်ကြိုက်စရာလေးတွေပြန်ပြီးပေါ်လာတတ်တဲ့အနေအထားမျိုးလေးတွေဖြစ်တတ်တယ်အခြေရေးမှာစိတ်တွေနည်းနည်းများတတ်တယ်ပေါ့နော်စိတ်တွေနည်းနည်းများပြီးတော့ကိုယ့်ရဲ့ဒီလက်ရှိချစ်သူပေါ်မှာအဖြစ်တွေပို့ပြီးမြင်လာတာမျိုးလေးဖြစ်တယ်ရှိတတ်ပါတယ်အဲ့တော့ single အနေနဲ့ကကြတော့ကိုယ့်ကိုအသက်ခွဲမဲ့သူကိုပဲကိုယ်ရွေးချယ်နေတတ်တယ်ဒါမှမဟုတ်တငယ်ချင်းပေါင်းတဲ့နေရာဒီကောင်မလေးကတော့သူတိတ်နင့်ပေါ်မှာမကောင်းနိုင်ဘူးမင်းပေါ်မှာမကောင်းနိုင်ဘူးဒါမျိုးသစ္စာဖောက်သွားနိုင်ချင်ရှိတယ်အဲ့လိုပြောနေတာကွာနားမထောင်ကိုကြိုက်လို့တွဲတယ်ကွာဘာဖြစ်လဲကွာဆိုပြီးတော့ရွေးတိုက်တွဲတဲ့မိပြီးတော့ဘယ်တော့မှမကြလိုက်ဘူး2ရက်3ရက်လောက်မှတင်ဒါအဖြေပေါ်ပြီးတော့မှသူ့ဘက်ကနေပြီးမှသစ္စာဖောက်သွားပါတယ်ဆိုတဲ့ဟာမျိုးနော်အဲ့လိုမျိုးကိုချီတင်းလုပ်မဲ့တူပဲကိုကရွေးချယ်မိတတ်ပါတယ်အိမ်တော်ရင်းမှာဆိုရင်တယောက်နဲ့တယောက်နဲ့ပိတ်ပင်တားဆီးမှုတွေနည်းများတတ်တာမို့လို့ကတော့ကစားတွေကမမျောနေမယ်နဲ့မများတဲ့မယ်နဲ့များတယ်ပေါ့နော်တားဆီးပိတ်ပင်မှုတွေများတယ်ကိုကလည်းကိုအိမ်တော်ဘက်ကိုပေါ်မှာဟွာမလို့နဲ့ဒီဟာမလို့နဲ့ငင်းသွားပြီးပိတ်ပင်မှုတွေရှိတယ်လို့ကိုကလည်းပိတ်ပင်နေတဲ့ခါကျတော့တစ်ဖက်အိမ်တော်ဘက်ကလည်းကိုဘယ်လိုမှလွတ်လပ်ခွင့်တွေပေးမှမဟုတ်တော့ဘူးနော်သူ့ဘက်ကလည်းပြင်ပြီးတော့ပိတ်ပင်တားဆီးရမျိုးတွေအပြန်အလှန်ချုပ်ချယ်ရပါတော့အဲ့ဒါမျိုးတွေရှိတတ်ပါတယ်စီးပွားရေးလုပ်ငန်းနေနဲ့ကြည့်မယ်ဆိုရှင်ကိုကလည်းဒီမှာဝေဖန်တိုက်ခိုက်မှုတွေဒါကြုံတွေ့ရတဲ့အနေအထားမျိုးဖြစ်တယ်ဒီဗီဒီယိုရဲ့အစပိုင်းမှာပြောခဲ့လို့ပဲကိုကအခက်အခဲတားဆီးလေးတွေကြုံတွေ့ခဲ့ရပြီးတော့မှပဲဒီစီးပွားရေးလုပ်ငန်းကောင်းတာမလို့ဘလို့နောက်ဆက်မျိုးတွေပဲကြုံဟာဒီပဲဖြစ်နေစေကြော်လွှားနိုင်အောင်ဒေလိုရင်ဆိုင်ဖြည့်ရှင်းမှာအဲ့တော့ရင်ဆိုင်ဖြည့်ရှင်းခြင်းအပြင်ကိုမှဒီလုပ်ငန်းနဲ့ပတ်သက်တဲ့တခြားသောစီစဉ်တွေကိုကဘာဆက်လုပ်ရမလဲဆိုတာအလိုလိုသိထားမှာဖြစ်တယ်ဒါကြောင့်မို့ရှုံးမပေးနဲ့စူးစားနော်အဲ့ဒါငွေကြီးပိုင်းဆိုင်ရာမှာတော့ကိုကနည်းနည်းလေးငွေကုန်ကြီးကြများတဲ့ကာလမျိုးတွေဖြစ်တယ်ဒီခိုင်မှာကြောက်တယ်ကိုကဘာမှမသိနော်စိတ်ထဲမှာဝယ်ခြင်းတို့ဟိုကတွေ့လဲဝယ်တရားတွေ့လဲဝယ်လိုမှမသိဘူးလိုမှမသိပါနော်အဲ့လိုမျိုးတွေတိတ်ပြီးတော့တွေးမနေပဲနဲ့ဝယ်မိတတ်တဲ့စိတ်အဲ့စိတ်ကိုထိတ်ချွားမဲ့အနေထားမျိုးဖြစ်တယ်နောက်ခုအနေနဲ့ဒီမှာကျမရေးအနေနဲ့ကြည့်မယ်ဆိုရှင်ကျမရေးမှာကဟိုကအေးပတ်တာတွေဖြားနာတာတွေအဖျားဝင်တာတွေအဲ့လိုမျိုးရှိရတယ်အဲ့မှာကျတော့ဒီvirus ကူးလာကူးဆက်လွယ်တဲ့ virus ပေါ့နော်အဲ့ဒီ virus တွေကနေတစ်ဆင့်ဟိုမှာယောဂါတွေဖြစ်ပေါ်တတ်တယ်ဟိုမှာဖြင့်ဒီယောဂါပိုးရှိတဲ့သူရဲ့သုံးဆောင်ကိုကပြန်ပြီးသုံးဆွဲမိရမျိုးကြောင့်မလို့အဲ့ကြောင့်မလို့ဖြစ်နိုင်တယ်ဆိုရှင်တကွေတကားတောင်းတဲ့ပစ္စည်းကိုခွဲပြီးမှထားပါနောက်တစ်ခုအနေနဲ့ဒီညအိမ်မပြောတာတွေအာယုံကြောအားနေတာတွေဖြစ်တတ်တယ်နော်ဒူးနာတာတွေခြေစစ်လက်စစ်ကိုက်ခဲတာတွေအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ပညာရေးအနေနဲ့ပတ်သက်လာတယ်ဆိုလို့ရှိရင်တော့ပညာရေးမှာစိတ်ဝင်စားမှုအားနည်းနေပြီးတော့မှပညာရေးနဲ့မဆိုင်တဲ့ခြားသောအကြောင်းအရာတွေပေါ်မှာကိုယ်ကပို့ပြီးမှအချိန်ပေးနေမိတတ်တယ်အဲ့တော့ကြာတာပိတာများနေအနေနဲ့ဒီတစ်ပတ်ထာမှာအစိုးရကင်းဝေးသွားပြီးတော့မှအကောင့်ရောက်ရှိလာဖို့တော့ဆိုလို့ရှိရင်ဘုရားမှာနှုတ်ဆက်ပြောကတ်လို့ပြီးမှမိသွားဆိုတော့တောင်းလို့ရပါတယ်ကိုရဲ့ကံကြမ္မာအတွက်ကိုဒါတော့မေးချင်တယ်ဆိုရှင်ကျွန်တော်ရဲ့ description မှာဖော်ပြထားတဲ့ဖုန်းနံပါတ်ပဲဖြစ်စေချက်ပါမှာဖြစ်စေမြင်မြန်လို့ရပါတယ်သုံးကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဒါတော့ဝါနာရှင်များအနေနဲ့ဆိုရှင်ကျွန်တော်ထုတ်ထားတဲ့စာအုပ်နဲ့ကတ်ကိုလေ့လာလို့ရတယ်ဒီဟာနဲ့ပတ်သက်လို့သိချင်တာရှိတယ်ဆိုရှင်ကျွန်တော်ရဲ့ချက်ပါမှာလာပြီးတော့မြင်မြန်ဆုံးလုပ်နိုင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်